တော်လန်ပြည်သူပေါင်းအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ campaign လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်အဲ့ဒီ campaign လေးကတော့ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ကပြုလုပ်တဲ့ဟင်းသာဌာနေအောင်ပွဲဝေးဆိုတဲ့ campaign လေးပဲဖြစ်ပါတယ်ဒီ campaign လေးကဆိုလို့ရှိရင်6လပိုင်း10ရက်နေ့တည်းကစတင်လိုက်တာဖြစ်ပြီးတော့9လပိုင်း25ရက်နေ့အထိပြုလုပ်သွားမှာဖြစ်ပါတယ် campaign ရဲ့ target ကတော့ကျပ်သိန်း3000ဖြစ်ပြီးတော့ဒီဟင်းသာဌာနေအောင်ပွဲဝေးဆိုတဲ့ campaign ကရရှိလာတဲ့ငွေကြေးတွေကိုတော့ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတက်ကရဲဘော်များအတွက်စေဝါစားနပ်ရိက္ခာနဲ့စစ်သုံးဆောင်ပစ္စည်းတွေကိုဖြည့်တွင်းသွားဖို့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတက်ကပြုလုပ်တဲ့ဟင်းသာဌာနေအောင်ပွဲဝေဆိုတဲ့ campaign လေးကိုအောင်မြင်မြင်နဲ့ပြီးဆုံးအောင်လို့ပြည်တွင်းပြည်ပမှာရှိတဲ့ဒေါ်လန်ပြည်သူအပေါင်းကလည်းဝင်းရံပေးကြဖို့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးနဲ့ဖိတ်ခေါ်ပါတယ်ကျွန်တော်ဒေါ်လန်ရင်းကာလာ6နှစ်ထဲရောက်လာတဲ့အခါမှာစကားစားရဲ့ဖိအားပေးမှုတွေကလည်းမြင့်တဲ့မြင့်လာလို့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေရဲ့ထိုးစစ်တွေကလည်းအရင်လိုခံစစ်မဟုတ်ဘဲနဲ့ထိုးစစ်ပုံသဏ္ဍာန်ပြောင်းလဲပြီးတော့အရှိန်ဟုန်မြင့်မြင့်ဆောင်ရွက်နေကြတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ထောက်ဖို့ပြည်သူတွေဘက်ကိုလည်းကျွန်တော်တို့နားလည်ပါတယ်ထောက်ဖို့ပြည်သူတွေကဆိုလို့ရှိရင်များသောအားဖြင့်ပြည်ပနိုင်ငံတွေကနေထောက်ဖို့နေတာဖြစ်တဲ့အတွက်ပြည်ပနိုင်ငံတွေကနေပြီးတော့ဖီအားစကားဆရဲ့ဖီအားပေးမှုတွေကိုလည်းကြုံတွေ့နေရတယ်ဒါပေမဲ့မြေပြင်ကရဲဘော်တွေကအင်အားကောင်းကောင်းနဲ့ထိုးစစ်ကိုဆင်နွှဲနေတယ်ကျွန်တော်တို့ထောက်ဖို့တွေကအတန်တိတ်ပြီးတော့ရုပ်လုံးဖြောက်ပြီးတော့ထောက်ဖို့အင်အားကိုအချိန်မြင့်ရဖို့အချိန်ဖြစ်ပါတယ်စကားစဘလောက်ပဲဖိအားပေးနေနေကျွန်တော်တို့ဟာရုပ်ဖြတ်ပြီးတော့ရုပ်ကိုဖြောက်ပြီးတော့အတန်ကိုတိတ်ပြီးထောက်ဖို့အင်အားကိုမြင့်တင်မယ်ဆိုလို့ရှိရင်စကားစလည်းဘာမှတတ်နိုင်မှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ဒေါ်လန်ပြည်သူအပေါင်းကထောက်ဖို့အင်အားကိုအင်းနဲ့အားနဲ့သွားမှသာလျှင်မြေပြင်ကရဲဘော်တွေရဲ့ထိုးစစ်ကိုလည်းအောင်အထိနာတာတွေကိုကြာဆင်းစီပြီးတော့အောင်မြင်မြင်နဲ့ထိုးစစ်တွေဆင်နွှဲနိုင်မှာဖြစ်တယ်။ဒါမှသာလျှင်လည်းစကားစကိုကျွန်တော်တို့အင်းနဲ့အားနဲ့ထိုးစစ်တွေကအောင်မြင်မြင်ဖြစ်ပြီးစကားစအမြန်ဆုံးကြာရှုံးမှာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ပြည်တွင်းပြည်ပမှာရှိတဲ့ပြည်သူတွေအားဆိုလို့ရှိရင်ကျွန်တော်တို့တော်လိုင်းအင်အားစုတွေနဲ့လုံးဝလက်တွဲမဖြစ်ဝဲဥပေါင်းမှသာလျှင်ဒီတော်လိုင်းကြီးရအောင်မြင်မှာဖြစ်တယ်။ဒါကြောင့်ဟင်းသာဌာနေအောင်ပွဲဝေဆိုတဲ့ပဲခူးတိုင်းကပြုလုပ်တဲ့ campaign လေးကိုလည်းဝင်းရံပေးကြပါလို့ဘုံတို့ထပ်မံနှိုးဆော်တိုက်တွန်းခြင်းပြုချင်ပါတယ်။